အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် channel ကနေပြီးတော့လည်းကြိုဆိုလိုက်ပါမယ်ဟိုကျွန်တော်ပြမယ့်အကြောင်းအရာကတော့ဒီအတန်လေးပေါ့နော်ဒီအတန်လေးကဒီလိုဘိန်းလှဲလို့ရှိရင်ဥပမာချုပ်ရင်ပေါ့နော်ချုပ်လို့ဘိန်းလှဲရောဆက်နေတဲ့ခါကျရင်ဒီအတန်လေးကလှုပ်ပြီးတော့အပေါ်တက်လာတဲ့ပြဿနာလေးပေါ့နော်အဲ့အတန်လေးရဆိုရင်အောက်ဘက်မှာထားမယ်ဆိုရင်သူကခြီစိတ်ပါတော့နော်ခြီကိုအောက်ကိုထားစိတ်ထားလို့ဆိုပေမဲ့ဆက်နေတဲ့အချိန်ကျရင်သူကအပေါ်ကိုတက်လာတော့ခြီပြန်ပြန်ကျဲသွားတယ်ဒါမျိုးမေးရတဲ့လူတွေရှိပါတယ်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုရင်ပထမဆုံးဒီဘက်ဒီဆက်ရဲ့လက်ကင်ပြီးလေးကိုဖြုတ်မှဖြစ်ပါတယ်အဲ့နေရာကစကူလေးကိုဖြုတ်ပြီးရင်အဲ့နေရာကိုတောက်ပြီးတော့နည်းနည်းရိုက်ချလိုက်ပါအဲ့အဝိုင်းလေးကိုလှည့်ဖြုတ်ရပါပေါ့နော်လှည့်ဖြုတ်လို့လက်နဲ့လှည့်မနိုင်ဘူးတဲ့နည်းနည်းတောက်လိုက်မှဝက်ကိုလှည့်နဲ့ထောက်ပြီးတော့ပလာယာနဲ့ဖြစ်ဖြစ်နည်းနည်းအောက်ကိုတောက်ပြီးရိုက်ချလိုက်ရင်ဒါပဲလဲသွားပါမယ်ဒါလက်ကင်ပြီးဖြုတ်တဲ့ပုံစံမှာပြီးလို့ရှိရင်ဒါစက်ကိုအပေါ်ကိုနည်းနည်းမထောင်လာတော့ဗောနော်စက်ကိုကောင်းထောင်လိုက်မှမူလီတွေ့ရပါတယ်ထဲမှာသလားအဲ့နတ်လေးကိုကြက်ပေးရမှာဖြစ်ပါတယ်အဲ့နတ်ခြောင်နေလို့မရပါဘူးအဲ့နတ်ကိုဝဲဦးလဲကောင်းကောင်းနဲ့အဲ့နတ်ကိုကြက်ပေးရမှာဖြစ်ပါတယ်အဲ့နတ်ကိုတော့ဘေးကနေကြက်တဲ့ပုံစံမျိုးပါအဲ့နတ်ကိုဒီအတန်ကိုလက်နဲ့ထိန်လာပြီးတော့နတ်ကိုပမိုင်နိုင်ကြမှာဖြစ်ပါတယ်ဒါလက်နဲ့မကင်နိုင်တော့လိုက်တက်သွားတယ်မှာခြောင်နေလို့ရှိရင်သူကကစားပါတယ်နော်အဲ့ဒီအောက်မှာလည်းနတ်တစ်လုံးရှိတယ်အဲ့မှာလည်းနတ်တစ်လုံးရှိတယ်နော်အဲ့နတ်ကိုလည်းကြမှာဖြစ်ပါတယ်အဲ့နတ်ပါအဲ့မှာလည်းနတ်တစ်လုံးရှိတယ်အဲ့လိုမတင်လာတဲ့အချိန်မှာတွေ့ရတာအဲ့ချီအစိတ်ကျဲလို့တဲ့အတန်လေးကိုအပေါ်မှာတင်လာရင်အဲ့မှာအဲ့နတ်လေးတစ်လုံးကိုစကူလေးပေါ့နော်စကူပေါ့အဲ့ဒါလေးကိုလည်းကြက်ရမှာဖြစ်ပါတယ်ဒီလိုပြန်တက်တဲ့အခါမှာဒီကလစ်လေးကရေးကြည့်ပါတယ်ဒီကလစ်ခြိုက်နေတဲ့ဟာထိုခြိုက်တဲ့ကိုထည့်ရမှာဖြစ်ပါတယ်အဲ့လိုနှိမ့်တဲ့ဘက်ချမ်းကိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့မှဘီးလဲတဲ့အခါကျရင်ဆက်ပါလိုက်လဲရမှာဖြစ်ပါတယ်အဲ့ကလစ်လေးကနေရာလွဲချော်နေလို့ရှိရင်ဘီးလဲပြီးရင်ဆက်မလဲဘူးဖြစ်တတ်ပါတယ်လက်ကင်ပြီးပဲလဲနေပြီးတော့ဆက်ကလဲမှာမဟုတ်ပါဘူးနေရာလွဲနေလို့ရှိရင်အဲ့ကလစ်ကရေးကြည့်ပါတယ်ပြီးရင်ပြန်တောက်ပြီးတော့ကြာမှာဖြစ်ပါတယ်စောစောကခုနကပြတဲ့အတွင်းထဲကစကူကိုဖြုတ်အတက်ကိုပြီးခဲ့တဲ့ဗီဒီယိုမှာပြပြီးရဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုသက်ကြည့်လို့ရှိရင်အဲ့စကူဖြုတ်တာတတ်တာလည်းပါပါတယ်စောစောတော့နော်အတွင်းထဲကပြလိုက်တဲ့နတ်ကြက်ရမယ်ဆိုတဲ့နတ်ကအဲ့နတ်ကိုဖြုတ်တာတတ်တာတွေတခါပြဖို့ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာဒါကအထိန်နတ်လေးပါဒီနတ်ဒီစကူလေးကိုလည်းပြန်ကြပ်ပေးရမှာဖြစ်ပါတယ်ဒီစကူလေးကအထဲကခုနကပြတဲ့ကလစ်ကိုထောက်ပြီးတော့နော်သူဖမ်းထားတဲ့နေရာမရွေ့အောင်အဲ့ဒီနတ်ဖမ်းကြလိုက်မှဒီချီစိတ်ကျဲတန်ကိုညိမှာဖြစ်ပါတယ်အဲ့ဒါခြောင်နေရင်ဆက်လှည့်လိုက်ရင်သူကလိုက်ကစားနေမှာဖြစ်ပါတယ်
အပေါ်အဲ့လိုတက်လာပြီးတော့ခြီကျဲသွားမှာအောက်ချတာရင်ခြီစိတ်မှာဖြစ်ပါတယ်တချို့ခြီစိတ်ချင်တော့အောက်ကိုချရတယ်ဒါပေမဲ့ဆက်နေတဲ့ခါကျသူကနည်းနည်းမြောက်တက်လာတဲ့ခါကျတော့ခြီကပြန်ကျဲသွားတယ်ပေါ့နော်နောက်အဲ့လိုမှလုပ်လို့မရရင်နောက်တနည်းရှိပါတယ်ဒါလေးကသူ့အဖုံးကိုဒီနားမှာနော်အပေါ်တစ်လုံးအောက်တစ်လုံးစပူနဲ့ဖမ်းထားတာဖြစ်ပါတယ်ဒါတော့မှသူကဟိုအောက်ဆုံးထိချလို့မရအောင်သူတင်းတောက်ခံပြီးပြန်တက်လာတာအဲ့ဒါဆိုရင်သူကအဲ့လိုနည်းနည်းလေးပြန်အပေါ်ကိုလိုက်တက်တယ်ဆိုတာအတွင်းမှာဒီခြီသိန်းနဲ့ခြီစိတ်ကျဲတန်ရဲ့တွင်းကလှုပ်ရှားတဲ့နေရာလေးကညောင်းလေးထဲမှာကြက်နေလို့သူကအဲ့လိုနည်းနည်းလေးတော့ပြန်တက်လာတယ်အဲ့ဒါကိုကိုယ်ငြိမ်ချင်းလုံးဝပြန်မတက်အောင်ဘလို့မှလှုပ်လို့မရမူလီလည်းတင်းလို့မရဘူးဆိုရင်ဘေးကမူလီလည်းကြက်လို့မရတော့ဘူးဆိုရင်ဘလို့မှလှုပ်လို့မရရင်ကိုလိုတဲ့နေရာထိအောက်ထိချပြီးတော့ဖမ်းထားလို့ရပါတယ်အောက်ထိချပြီးတော့ကိုလိုချင်တဲ့နေရာညဲအဲ့ဆိုသူမတက်နိုင်တော့ပါဘူးကိုလိုချင်တဲ့နေရာမှာသူ့ကြိုးလေးနဲ့ဖိပြီးတော့ထုတ်လာခြင်းပြန်မတက်နိုင်တော့ပါဘူးဒါဘေးကနတ်တွေပါလေဒီခါလေးကြာရင်နတ်တင်းအားတွေပါတွေကလည်းဆက်တွေပါတွေတိတ်ပြီးတော့ဆက်အဟောင်းတွေပါတွေ